ဒီနေ့ကတော့ forgotten memory လို့ခေါ်တဲ့ horror game တစ်gameပေါ့နော်အဲ့ဒီ game ကိုကျွန်တော်ဆော့တော့ဖြစ်ပါတယ်အဲ့တော့ဒီ game ရဲ့ story line ကဘယ်လိုမျိုးလဲဆိုတော့သူကကောင်မလေးတယောက်ကိုလိုက်ရှာနေနေပြီးတော့သူကောင်မလေးတယောက်ကိုလိုက်ရှာနေနေသူရဲ့မှတ်ဉာဏ်နဲ့တစ်ချိန်တက်ထုံးသွားတယ်ပေါ့နော်အဲ့ဒီတက်ထုံးသွားတဲ့မှတ်ဉာဏ်ပြန်လဲရှာရမယ်ပြီးတော့အဲ့ဒီပျောက်ဆုံးနေတဲ့ကောင်မလေးကိုပါရှာရမှာပေါ့အဲ့သူ့ရဲ့ story ကိုအကြံပေးပေါ့နော်အဲ့ဒါဆိုရင်တော့ဆော့လိုက်ကြအောင်ဗျာ let's go ဒီတော့မှု3မျိုးရှိတယ် easy ရေပုံပဲ hard ရေဆိုပြီးတော့မှု3မျိုးရှိတယ်အဲကျွန်တော်တို့ဆရာကြီးဆိုတော့ easy နဲ့ပဲပေါ့ My recent memories faded away. ဒီမှန်ညာနေပြီးတော့ဆုံးသွားခဲ့တယ်တဲ့သူကနိုင်ငံတောင်မှရှိရဲ့စုပ်ပြထားအိမ်ကြီးအိမ်အဲ့လိုနေရောက်သွားပါဘောနော် When I opened my eyes, all I can remember ကျွန်တော်တို့ဘယ်လို is a man pointing a gun at me ရှာတယောက်ကသူ့တနဲ့ချိန်ပြီးတော့ and shooting me down. လိုက်တယ်အဲ့ဒါပဲသူမှတ်မိရဲ့ I'm still alive. တော့ငါခုဒီအသက်ရှင်ရလာတယ် How is it possible? ဖြစ်နေတယ်သူနောက်ဆုံးမမိရသူ့ကို I'm still bleeding. ငါတွေ့ထွန်းနေတယ် I need to find something to heal myself. သူပြန်ခီးဖို့အတွက်တခုတွေ့သူနောက်ဆုံးမမိရပါလဲဆိုတော့ဒီပြောပြရမယ်သူယောက်ျားတယောက်ကသူ့ကိုတနက်နေ့ချိန်ပြီးပြစ်တယ်ပေါ့သူနောက်ဆုံးမမိရတယ်ဟိုလေသူခွေးဟောတင်တယ်ပြောနော် safety bleeding ဆိုတော့တခုတော့ဒီလိုကြည့်အိုးလက်အဲ့မပဲအစတာတည်းဒီရမှာယူရန်ဒီပါဒီရတဲ့ပုံပြီးကျေနေရโอเคစတယ်မနာလေးပါတယ်နော်ဒီဘက်အရှိတူရင်သူဆက်သွားတာဆိုပြီးမလေးဟဲ့ကောင်းကောင်းရဖင်ကျိတ်နေ Hello, Rose. ဒါကြီးအောင်မပြေးလို့ရလားအေးပြေးရတယ်ညာပြေးလို့ရတယ်ညာတော်ဒီဟိုဒီရင်းရောကွာငါကြီးဟိုလိုဘူကြားဆော့တယ်ဟိုဂင်းတကင်းနေလိုက်တာဒီကြောင်မြင်နိုင်ဘူးကထားအောင်နော်အထေရောဒီနေပြောမှလားတိရတယ်ဒီနာမည်က forgotten memory တိုင်ညာကွာလူကြီးလုံနေတဲ့တိုင်ညာတော့ This remind me of something နဲ့အခုတော့ဘာလို့ခေါ်ရတော့မလားမသိဘူးတိုင်ညာအခုတော့အဲ့တိုင်းမဲ့ကြိုင်ထားကြတော့ငါတကယ်လန့်အဲ့တိုင်းမဲ့ကြိုင်ထားကြအဲ့တိုင်းမဲ့ကြိုင်ထားကြဟုတ်နေနောက်လေးကြည့်အောင်မယ်ဒီမှာလေးအဲ့တိုင်းပဲကြိုင်ရမယ်နော်အဲ့ဒီပဲကြိုင်ထားကြWhat's that? ဘာတော့မသွားရုံနော်ယူသွားမှရမှာမသွားရင်ရှိကြောင်းရမှာမဟုတ်ဘူးသွားမှရအလီယုံကအဲ့လိုတော့လက်နက်တွေပါတယ်နဲ့တုံးလို့ရတယ်အဲ့ဒါမချိုးပါဘူးအဲ့ဒါဆိုဒါ6လေပိုင်နေချိုက်လို့ရတယ်လေအဲ့လိုဆိုโอเคတော့အဲ့လိုတော့လုံးလုံးပြီးတော့
တို့စီဂျန်စကေးပဲရထပ်မလားဒီတော့လာရင်ဂျန်စကေးပဲလာမယ်လို့မထင်ဘူးဟုတ်သေးပါဘူးဟာလေးနာမဟုတ်ဘူးလားခေါင်းနေပါကြိုက်လာပြီနော်သိရနေတာမဟုတ်ဘူးလားအသာဘယ်လိုငုတ်တို့ကြီးရောခင်နေကြနေနော်outfit ကြီးစီပါoutfit ကြီးစီပါစပါပြီလာပြီဇလန်းစပြီအာနေနော်